မခေါ်နဲ့တွေ့တယ်ဟုတ်တယ်မတိကျဆောင်နေရမကြည့်ရမကြည့်ရတယ်ကြည့်ရမလို့ဘူးဒီကကြံရင်ပါလေကြံရင်မကားလို့ဘာပဲဖြစ်ဖြစ်ဘာမှမြင်သာကြလည်းမရှိဘူးခဏလည်းမကြည့်ဘူးတရင်ကလည်းမကြည့်ဘူးငိုအိုင်းမှာတွင်းနဲ့ဒီယုံနေမကားလို့အတူမဟုတ်ပါဘူးမျက်ရည်တူမျက်ရည်စစ်အတူမဟုတ်ပါဘူးတိတယ်အပြုံးမြန်ဝင်ပေါ်မှာဘာအပြုံးမြန်ဝင်လဲကြောက်ကြရရတယ်ဘာမှအမုန်းတွေအချစ်တွေထားလာမပြောနဲ့ကစိုးရဈေးကြီးနေပါမြတ်တနေ့မင်းကိုမွေးပေးတယ်မိန်းမကြီးကြတော့မင်းဘယ်လိုခေါ်မွေးခေါင်ခေါင်မိုးချိုးလေးပြကုန်တော့ပါမသိရမှတ်တာငါ့ကိုမွေးပေးတဲ့မိန်းမကြီးကိုအမေလို့ခေါ်တယ်အမေအဲ့ဆိုမင်းအမေယောက်ျားကြတော့မင်းကဘယ်လိုခေါ်တာအဖေမှတ်တာပါဟုတ်လားဟုတ်တယ်အဲ့ဆိုသူတို့နှစ်ယောက်ကမွေးလိုက်တဲ့မင်းထက်နေတဲ့ကောင်မလေးဆိုရင်ဘယ်လိုခေါ်ငါနှမလို့ခေါ်တယ်အဲ့ဆိုမင်းနှမနဲ့ညားတဲ့ယောက်ျားကြတော့မင်းကဘယ်လိုခေါ်ရောက်ဖာဟုတ်လားငါအဲ့ဒါနားရှုံနေတာဟုတ်မင်းကိုမွေးပေးတဲ့မိန်းမကြီးကိုမင်းဘယ်လိုခေါ်တာအမေမင်းအမေယောက်ျားကြတော့အဖေသူတို့နှစ်ယောက်ကမွေးလိုက်တဲ့မင်းထက်နေတဲ့ကောင်မလေးကြတော့ငါနှမအဲ့ဆိုမင်းနှမနဲ့ညားတဲ့ယောက်ျားကြတော့မင်းကဘယ်လိုခေါ်လဲရောက်ဖာဟုတ်လားခုမှနားရှင်းတာကွာငါရှုံတာကျေးဇူးတင်နေမင်းပြောပေးလို့အခုမှနားရှင်းတာတကယ်ရှင်းပါလားမိမသူတို့ပြန်မင်းမရောက်လိုက်ဖြေကြည့်မင်းကိုမွေးပေးတဲ့မိန်းမကြီးကိုဘယ်လိုခေါ်တော့ထမင်းစားမှမေးပါအဲ့တော့စကရမနဲ့ရှင်းဆိုတာမနဲ့မဟုတ်ဘူးလေကွာမရလေမိမဆိုးတော့ပါဆိုးနေပါပဲမင်းကမိတ်တက်တဲ့ကောင်မလို့အဲ့ကြောင့်မိတ်တက်တာတော့တကယ်မိတ်တက်တယ်တနေ့မိတ်ချီလာပြန်လာတာဒါလို့မနဲ့အဲခွဲပြီးပြန်လာကျွန်တော်မိတ်ချီလာအိမ်ရောက်တော့နာနာကြီးရှိသေးတယ်ကိုင်းလို့ကိုင်းခဏတပြုတ်နာနာပြီးရေချိုးမယ်ဆိုရေချိုးရေမိုးချိုးကြဝတ်တွေပိုင်းနဲ့တုတ်တာပြီးမှန်ကြည့်ပြီးကျုပ်စဉ်းစားဘာစဉ်းစားလဲဒီကောင်ကြီးငါမြင်ဘူးပါတယ်လို့ကြည်နာပြီးမှငါပြားကိုင်းသွားတယ်လားမခေါ်လိုက်ဘူးလားတကယ်အဲ့တော့မင်းငါမိတ်တက်တာကိုမင်းမမေ့အောင်ပြန်မေးရမင်းမေ့ရမင်းမင်းကိုမွေးပေးတဲ့မိန်းမကြီးကိုဘယ်လိုခေါ်တော့အမေတီတာတီတယ်မင်းရဲ့မေးယောက်ျားကိုဘယ်လိုခေါ်တော့အဖေတီတာပြီတီတယ်သူတို့နှစ်ယောက်ကမွေးတဲ့မင်းတိုင်တဲ့ကောင်မလေးကိုဘယ်လိုခေါ်တော့နှမအဲ့ဒီနှမနဲ့ရတဲ့ယောက်ျားကိုဘယ်လိုခေါ်တော့ဘလို့မှမခေါ်ဘူးခေါ်ကမခေါ်ငါအဲ့ကောင်ရံပြစ်တာတလုံးနဲ့ခေါ်ဖို့စီစဉ်မရှိဘူးလို့ဟုတ်ဘူးလေကွာမရနဲ့မခေါ်လို့ရတယ်မတော်လို့မရဘူးလေကွာပြန်ခေါ်လိုက်ပါမရလေအဲ့ဒါတော့သိပါတယ်ငါလည်းပြန်ခေါ်လိုက်နော်မင်းကိုမွေးပေးတဲ့မိန်းမကြီးကိုဘယ်လိုခေါ်တော့မင်းရဲ့မေးယောက်ျားကိုဘယ်လိုခေါ်တော့အဖေသူတို့နှစ်ယောက်ကမွေးတဲ့မင်းတိုင်တဲ့ကောင်မလေးကိုဘယ်လိုခေါ်တော့နှမအဲ့ဒီနှမနဲ့ရတဲ့ယောက်ျားကိုဘယ်လိုခေါ်တော့ငါတော့ငကြောလို့ခေါ်တယ်ငကြောထမင်းသားသွားမယ်ငကြောဟဲ့ငကြောအဲ့လိုခေါ်တာနင်များနေပြီတော့ဝါမမေးဘာလို့ငါခေါ်တယ်လို့ပြောတာလေမင်းကဘာသမားငါပရိသတ်ဘာလို့ပြောမှာမရပြောကွာငါခေါ်တယ်လို့ပြောတာတော့မင်းငါစိတ်တုံနေမင်းဘာပရိသတ်မပြောလားဘေဘီပြောလေကိုကိုဘေဘီကကိုကိုဘာလို့ချစ်တာလဲကိုမလို့ချစ်တာပေါ့ဘေဘီကဘာလို့ကိုမလို့ချစ်တာလဲရှေးကိုရှေးချစ်လို့ချစ်ပါတယ်လို့လီးပဲ哎呦我的妈ချစ်လို့ဒီမဲမအေးပြောမကျွန်တော်ကိုပြန်မကြိုက်နိုင်တဲ့အကြောင်းရင်းပါလေ Oh no ငါတက်ချီကြိုက်မှာပေါ့ကျွန်တော်အဖေကရွာရဲ့မျက်နှာဖုန်းတော့လေနွားဆိုနေတာမဟုတ်ကျွန်တော်ဆိုလေတရက်ပတ်စံ3သိန်းလောက်ပေးသုံးမယ်ဒါနဲ့မိမရှိလားကျွန်တော်မိမဖြစ်ရှင်သွားရမလားနဲ့အဖေကိုမေးတာယူတယ်ဘာလို့ခိုးပြေးရဆိုတာဘာလို့လဲခိုးပြေးရဆိုတာနင်းတော့တနေရအောင်ခေါ်တော့ဘောဟာအဲ့လိုခေါ်တော့မင်းကအားနာအေးပြီးရောနင်အဲ့လိုအားနာလို့ရှိရင်ငါဟိုမျိုးကစကားပွဲစားတော့ငါပါသွားမှာနော်အားမနာတော့မင်းကခေါ်တော့မယ်နော်တစ်တော်ထဲမှာအဖက်တင်နေမှုလို့လှနေတာပါကွာလို့ပြောတဲ့သူတွေအပြစ်မှလာကြည့်လိုက်ယူတောင်းသွားအောင်ဝါလန့်ပြီးတော့哎呦我的妈မနေနိုင်လို့အတင်းလာပြောတာဟိုကောင်မလေးလင်းထိတ်ထားဆက်မှသိတယ်မို့လားခုသူ့လင်းနဲ့ပြတ်သွားပြီတဲ့ဝမ်းသာလိုက်တာအလူနေမလို့ယူပါအောင်အပီဖွင့်ထားပါလေဆိုမှဒီလောက်တွေနာခိုင်းရင်ညီလေးအဖွားတစ်ခါတလေလုတ်တဲ့အလူမှာပြုံးပြုံးလေးနဲ့ကူပါညီလေးရဲ့သမီးကပွားစီနဲ့နောင်ဘွားကျရင်ယူဆိုးတတ်တယ်ဟမ်ဟုတ်ပါအဲ့စသမီးဒီနော်အမေမေဆွဲစားမလားစမတိုင်းကျွေးလိုက်ပါလားမယားနဲ့
တော့မတနာနဲ့တဲ့ရိုက်တာရိုက်ဟဲအောင်လေ စားကြည့်လိုက်ခန်းတကားတော့မိတ်ထားလိုက်အောင်မယ် သူများမိန်းမတွေပြောတာပါဟာငါမိန်းမမပါပါဘူး 哎呦我的妈！ မောင်ရင်330နဲ့တင်တောင်းနိုင်ရင်အနိသမီးနဲ့ပေးသားမယ် ဒီမဲ့အန်ဒီ ပြောပါမောင်ရင် 2ယောက်ယူမဲ့အန်ဒီ2ယောက်ကျွန်တော်360ယူပြီးလာခဲ့ပြီ ဘာကိစ္စ ဖလားအမ်လာလီတပူတူ ဒီဆိုင်မှာတော့ဖားရိုက်တဲ့တမီးတော့မရှိတော့ဘူးရှင် မျက်နှာအသားပြုံလုံးလေးနေဟာဖလားအမ်လာလီ အင်္ဂလိပ်စာ van and livery တာမှမှန်အောင်မပြောတတ်ဖိ ဘာလို့မှမပြောတတ်ရမှာလဲဒီမှာလူဆိုတာအခြေအနေကိုကြည့်ပြီးပြောတတ်ရတယ်ဂျွားလူတွေကအဲ့လိုအတန်တော့အမှန်ပြောလို့ရှိရင်နားမလည်ဘူးအဲ့လိုဗျံပရာပြောမှနားလေတာ မေပြောတော့ငယ်သေးတယ်ရေချိုးမသိရဲ့ ခဏအဲ့ဒီကိစ္စရှင်းရရှိတယ်အမေကမင်းငယ်ပါသေးတယ်ဆိုပြီးငါ့ကိုချင်းထည့်သွားတာကုငါမှာအမြဲတမ်းချွေးပြန်နေရတယ်ဘာမှလာရှင်းနေတယ်သူเจ้าငါပြောနေတာ ခက်က ဘာလဲဗျာ မအေလို့ 哎呦我的妈！